Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုပိုင်မှာအားလုံးမင်္ဂလာရှိတဲ့မနက်ခင်းခါသမီးလေးဖြစ်ကြပါစေဆိုတော့ကျွန်တော်ဒီနေ့မနက်မှာကျွန်တော်တွေ့ရှိထားတဲ့ဒီတွက်နည်းမှုတွေအရာကျွန်တော်ခံမှန်းသုံးသက်ချက်တွေကိုလာရောက်ပြီးတော့မှမျှဝေပေးရဖြစ်ပါတယ်ဆိုတော့ဒါမူနဲ့တကွရှုစားဖို့အတွက်ကျွန်တော်တို့ဒီဗီဒီယိုအဆုံးလိုက်ခဲ့ကြဖို့အတွက်ဖိတ်ခေါ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ခံမှန်းသုံးသက်ချက်တွေတွက်နည်းမှုတွေတွေကမှကျွန်တော်နေကုန်မှာတောက်လျှောက်လာနေတဲ့အရာလေးတွေနဲ့စလိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်နေကုန်အတွက်ဒီတွက်နည်းမှုတွေကိုရှုစားပြီးပြီဆိုတော့ဒီတစ်ပိုင်းကတော့ကျွန်တော်ဒါမနက်ပိုင်းတီးတန့်မှာတောက်လျှောက်လေးဆင်းနေတယ်ကျွန်တော်ဒါတွက်နည်းမှုလေးတွေကိုဆက်ပြီးတော့ညှောက်ပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဆက်လက်ပြီးတော့ရှုစားလိုက်အောင်နော်
ဆိုတော့အခုပြသွားတဲ့တွက်နည်းမှုတွေအားလုံးကကျွန်တော်ဒါနေကုန်နဲ့ပတ်သက်တာတွေလည်းပါတယ်ကျွန်တော်ဒီမနက်ပိုင်းတီးတန်းအတွက်ကျွန်တော်အနည်းဆက်ဆုံးဆွဲပြီးတော့မှဒါခံမှန်းသုံးသက်ချက်ထုတ်ထားတဲ့တွက်နည်းမှုတွေလည်းပါတယ်ဆိုတော့ကျွန်တော်တွက်နည်းမှုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုလေးကိုလက်မှတ်ခလုတ်လေးတယောက်တစ်ချက်လောက်နှိပ်ခဲ့ပြီးပါပြီးတော့ကျွန်တော် comment လေးမှာဒါထင်မြင်စားချက်ပါညာတာရကလေးမှတ်ငယ်ပေးဖို့လည်းတောင်းဆိုပါတယ်ပြီးတော့အများမြင်အောင်လို့ဒီဗီဒီယိုလေးကိုအဆင်ပြေလို့ရှိရင်တယောက်တစ်ချက်လောက်လည်းshare တော့ပေးစေချင်ပါတယ်နောက်ဆုံးအနေနဲ့တခုပြောလိုတာကဒါကတော့ကျွန်တော်ပုံမှန်ပြောနေကြတဲ့အတိုင်းပေါ့နော်လက်ရှိဒီထုတ်ထားတဲ့တွက်နည်းမှုတွေရခဏန်းတွေအားလုံးဒီကျွန်တော်2D ဒီအာမခံတော့လုံးဝမရပါဘူးဒါတွေအားလုံးဒီကျွန်တော်တို့ရဲ့ထင်မြင်စာချက်ရှာဖွေထားတဲ့တွက်နည်းမှုတွေရခံမှန်းသုံးသပ်ချက်တွေဒါဖြစ်ပါတယ်ဆိုတော့မိတို့ပင်ဆိုစီကမှုအတက်နိုင်ဆုံးထင်းထင်းတင်းတင်းလေးဆွဲဖို့အတွက်တော့ဒါအကြံပြုပါတယ်ပြီးတော့ကျွန်တော်တခုရှိရသည်ကျွန်တော်ဒီလိုတွက်နည်းမှုလေးတွေအများအားရှုစားလို့ရဆိုလို့ရှိရင်ကျွန်တော်အများအားဒီ channel မှာလို့ခံမှန်းသုံးသပ်ချက်တွက်နည်းမှုတွေအများအားတင်ပေးမှာဖြစ်တဲ့အတွက်ဒီ channel လေးကို like and subscribe တခါလေးနှိပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ရအောင်နော်ဘိုင်ဘိုင်ကျွန်တော်2ရက်တာလည်းပိတ်တယ်ဆိုတော့2ရက်တာနှုတ်ဆက်လိုက်ရအောင်နော်ဘိုင်ဘိုင်